မင်္ဂလာပါဗျာနော်ကျွန်တော်ခုပြောရင်လာတော့ဗျာသိလားထိုင်းမှာမိုးကြဗျာထိုင်းမှာဗျာသိလားမိုးပေါ်ကြလာတဲ့သူအလားပေါ့နော်ဒီအဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ပြောချင်တယ်ဗျဘာပြောလဲဆိုတော့ဗျာနော်ကျွန်တော်ပြောရင်လာဒီလိုဗျာနော်ဘာလဲဆိုတော့ဗျာဒီနေ့ဟလားကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဟလား passport တွေအမေရိကန်ဗီဇာမရတော့ဘူးဗျနော်လားအမေရိကန်ဗီဇာလားတရုတ်ဗျအိန္ဒိယဘင်္ဂလားဒေ့ရှ်လားမလေးရှားမြန်မာနော်လားအာရှမှာဆိုရင်နော်လားတော့လာအိုတို့ကမ္ဘောဒီးယားတို့လည်းပါတော့ဗျအားလုံးကမရတော့ဘူးဗျအဲ့လိုအချိန်တွေမှာရှိတယ်အဲ့လိုဗျကျွန်တော်ပြောရင်ဒါဒီလိုဗျဘာလဲဆိုတော့ဗျနော်ကျွန်တော်ပြောရင်ဒါကျွန်တော်တို့ passport ပါနော်လားမြန်မာပြည်မြန်မာနိုင်ငံသား passport ပါနော်မြန်မာပြည်စပြီးကြက်တာဗျစပြီးထွက်တယ်ကြက်တာဗျအခုပို့ဆိုးတယ်နော်ကျွန်တော်တို့ခေတ်တုန်းကဟလာကျွန်တော်ပြောပြမယ်နော်1987နော်အဲ့မှာကျွန်တော်ပြပထွက်ရတယ်ဗျအကြောင်းကြောင့်ပါပဲနော်လားနော်အစိုးရအလုပ်ကိုဗျာကို့အဖေအလုပ်လို့10နှစ်10မိုးကြော်လုပ်ခဲ့ပြီမဲ့ဟလာအကြောင်းဖမ်းလာတော့မြန်မာပြည်ထွက်ခဲ့ရတယ်ဗျာနော်လားပတ်စို့အဲ့မှာကျွန်တော်ဟာဆိုလို့ရှိရင်နော်လားထွက်ခွင့်ကျွန်တော်တောင်းပြီးဗျာနော်ဟလာထွန်းတောင်းပြီးတော့ကျွန်တော် passport လုပ်ထားတယ်ဗျလုပ်တယ်ဟုတ်လားနော် passport တဲ့တော့မိုးကုတ်မှာသွားနေတယ်လားနော်နောက်သာသနာပြုတယ်ပေါ့ဗျာလီဆူးတွေနော်တိုင်းရင်းသားတွေရှိမှာဘုရားဘာသာဘုန်းကြီးမရှိလို့ကျွန်တော်သာသနာပြုခဲ့တယ်ဗျသွားလို့တယ်3-4လလောက်လားအချိန်လေးပါနော်အဲ့မဲ့ရန်ကုန်မှာလည်း passport လုပ်တဲ့ခါမှာကျွန်တော်လုပ်တဲ့နေရာဟလားလုပ်ခဲ့တဲ့တာဝန်နေရာဆိုရင်ရန်မျိုးတစ်မျိုးလုံးကိုဗျာတော့ကစောင်းတင်ပြီးလုပ်ရတဲ့လုပ်ငန်းဗျအားလုံးနဲ့သိတယ်ဗျာနော်မသိရလို့ရှိဘူးကျွန်တော်ဟုတ်လားနော်အဲ့တော့ passport ကျွန်တော်လုပ်ခွင့်ရတယ်နော်ကျွန်တော် passport မှာ9နိုင်ငံပါဘဲပေးတယ်ဗျအဲ့ဒါကျွန်တော်ကနော် implement အသိရှိလို့ဗျာနော်အသိနဲ့ဆက်သွယ်ကောင်းလို့ကျွန်တော်9နိုင်ငံရတာနော်ခင်ဗျာဟလားအဲ့ passport လုပ်တဲ့ passport တာဝန်ခံဘုံလက်မှတ်ထိုးတဲ့ passport မလဲတော့ဘုံမမုတ်ပြိုင်တော့ဘုံမခင်မုတ်ရဲမှုဦးစိုးမြင့်နော်လားနော်အဲ့သူ့ရဲ့လောက်က3မိနစ်အမိုက်ဒေါခင်မေစီဆိုတာရဲအုပ်ကြီးတော့3သူကနေပေါ့တောင်ငံလုပ်ပြီးတော့ကျွန်တော်9နိုင်ငံရတယ်ကျွန်တော်နဲ့အတူထွက်တဲ့နော်လားဒေါက်တာကျော်စရာဆိုတာနော်ကပတက်တော်ဆရာဝန်ကြီးပါဒေါက်တာကျော်စရာထိုင်းမှာနောက်ပဲနာမည်ကြီးသွားတယ်ဗျာနော်အဲ့လား तू ကနော်လား2နိုင်ငံပဲရတယ်ဗျာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံထွက်တဲ့ passport တွေကမဆလာခင်မှာမလေးရှားနိုင်ငံထည့်မပေးဘူးဗျာဘာကြောင့်သိလားထိုင်းကနေမလေးရှားစိတ်ပေါ်သွားလွယ်ကူမှာဆိုလို့ထဲ့ပြီးအဲ့လိုဗျနော်ကိုကျော်စီရရဲ့ပတ်စုံမှာဆိုလို့ရှိရင်မြန်မာနဲ့စင်ကာပူနှစ်နိုင်ငံမှာပါတယ်အဲ့မြန်မာကနေပေါ့စင်ကာပူသွားမယ်ဗျာဘန်ကောက်သွားမယ်မြန်မာဘန်ကောက်စင်ကာပူဒါပဲမလေးရှားမပါဘူးကျွန်တော်လည်းပဲ9နိုင်ငံဆိုမဲ့နော်ကျွန်တော်လည်းမလေးရှားမပါဘူးဗျာသိလားအဲ့ကျွန်တော်ဂျပန်ပါတယ်ဗျာဩစတြေးလျပါတယ်နော်လားနော်အေးဩစတြေးလျကသွားမယ်ပေါ့ဗျာဟလာကျွန်တော်စူးစမ်းသေးတယ်ဗျာနော်လားအဲ့လိုပါတယ်အဲ့လိုပဲ2နိုင်ငံနဲ့9နိုင်ငံကျွန်တော်က9နိုင်ငံကိုကျော်စီကဒေါက်တာကျော်စီက2နိုင်ငံပဲပါတယ်ဗျာနော်မလေးရှားကိုပဲပတ်စုံမှာထည့်မပေးဘူးလုံပြီးဘူးလွယ်ကူမှာဆိုလို့ကျွန်တော်မြန်မာတွေလာနော်လွယ်ကူနဲ့ကဘာကြီးကိုပတ်နိုင်မှာဆိုလို့အဲ့တော့ဘာဖြစ်လဲသိလားကျွန်တော်ဘာလုပ်ရလဲသိလားအဲ့တော့ဗျာအခုမြန်မာပြည်ကပတ်စုံတွေကဟလာသူတို့အမေရိကန်အကြောင်းပြတော့လွယ်ကူလုပ်လို့ရတယ်ပတ်စံပေးလို့ရတယ်ဒါပြတော့လာသူတို့တွေအကြမ်းဖန်နေတကယ်ကောင်းတယ်ပေါ့ဗျာအမှန်တော့ဟုတ်ပါတယ်ကျွန်တော်မြန်မာလူမျိုးတွေကတကယ်တော့ပါတယ်ကြမ်းဖန်နော်လားကျွန်တော်တို့ခေတ်တဲ့1987ဆိုလွန်ခဲ့တဲ့နှစ်ပေါင်း39နှစ်လောက်သူရှင်းလင်းတောက်တဲ့အကြံဖန်လို့ရတယ်ဗျကျွန်တော် passport တွေကိုသိလားနော်ကဲဗျာတော်စီက2နိုင်ငံပါကျွန်တော်9နိုင်ငံပါတယ်ချမ်းနိုင်ငံတွေဘယ်လိုသွားမလဲဗျာနော်ခဲအဲ့လိုဘာလို့သိလားကျွန်တော်နိုင်ငံပေါင်းစုံသွားတဲ့တုံးထူရတယ်ဗျာပတ်စံပေးပြီးတော့သိလားအဲ့လိုလုပ်ပေးတယ်အများကြီးဗျာသိလားတကယ်တော်တဲ့လူတွေကြီးဒီ passport မှာနော်ဆိုင်မှာကော်တုတ်တယ်ဗျာကော်တုတ်ပြီးနိုင်ငံစုံသွားတဲ့တုံးထူတယ်ပတ်စံပေးလိုက်ယူမယ်နော်အဲ့လိုပဲခင်ဗျာလုပ်ခဲ့ရတယ်ဗျာကျွန်တော်တို့နိုင်ငံစုံသွားလို့ရပြီပေါ့ဗျာဒီမြန်မာပြည်တဲ့ဝင်ပါလွယ်လေလေးဗျာရေနဲ့ခင်ဗျာနော်ဆုပ်ပြီးတော့ဒီကောင်နော်စက်ကူနဲ့သေချာလေးဥပစာလေးသုံးလိုက်ဒီကောင်ပြက်သွားတယ်ဘာလို့ကော်ခန်းထားတာသူကအဲ့လိုရတယ်ဗျာဒါကျွန်တော်နိုင်ငံသားတွေဒီဗျာဒီခစ်စနီကြီးရဲ့ဗျာနော်အလားအမှန်တော့လူ့ဘကောင်းပါပြီဗျာကျွန်တော်နိုင်ငံသားတွေဟာပြည်သူတွေကအင်မတန်ကိုခမရလေ
ခဲနဲ့ရုံးကန်နဲ့ခကြီးစနစ်ကြီးကနေပြီးတော့နော်လားကျွန်တော်တို့ဟိုရုံးခဲဖို့ပြင်ပြီဗျခင်ဗျားတို့နော်လားရုံးပြောက်ပြင်ပြီတိလားတခဲကိုပြည်သူတွေကခင်ဗျားဒုက္ခရောက်ပါတယ်ဗျာဘာလဲဗျာဟာလားလွယ်ကူအောင်ပြည်သူတွေလွယ်ကူအောင်လုပ်ဖို့ဥစ္စာဘာမှကိုခင်ဗျားပြည်သူခက်ခဲမှသူတို့အုပ်ဆုံးမအဲ့လိုစဉ်းစားတယ်ဗျတိုင်းပြည်မှာပြည်သူတွေကစာဝေးတောက်ရေးနေထိုင်ရေးခက်ခဲမှသူတို့အုပ်ဆုံးမရဆိုတဲ့စိတ်ဓာတ်နဲ့အုပ်ဆိုးတယ်ဒီနေ့နော်ဘာဖြစ်သွားလဲဗျာတက်မလို့ကြီးပြိုခဲ့သွားပြီသုံးစာမရတော့ခင်ဗျာအမှန်တည်းပြောတာသူတို့ကိုယ်တိုင်လက်မခံသေးတာတော့အမှန်ပဲဗျနော်ကျွန်တော်တို့ချစ်တဲ့တက်မတော်ကြီးနော်လားကျွန်တော်တို့တက်မတော်ကြီးကိုတကယ်ချစ်ခဲ့တယ်ဗျခင်ဗျာလည်းမျက်နှုံးခဲ့အားပေးခဲ့တယ်ဟာငါတို့တက်မတော်ငါဂုဏ်ယူခဲ့တယ်ကျွန်တော်ကိုယ်တိုင်ပဲစီယုံမှာလုပ်ခဲ့တာဗျနော်လားနော်အဲ့လိုကျွန်တော်အဆက်အသွယ်ရှိတဲ့လူမှ9နိုင်ငံပဲရခဲ့တယ်ကွာအင်တာဆက်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ထွက်စာဒီနေ့ရတယ်နော်ခင်ဗျာညနေကျွန်တော်ဟိုလေစိတ်ရောက်ပြီးတော့နောက်နေ့မနေ့ကျတော့ဟိုရောက်နေညပြောတာဟိုအဲ့နေပဲကျွန်တော်ညရောက်သွားတယ်ဗျသိလားကျွန်တော်ကန်ကောင်းတယ်ဗျသိလားတိုင်ဝဒုတိယအတွင်းဝင်တယောက်ကိုအဲ့ညနေမှာနော်မထွက်ခင်လင်းမထွက်ခင်လည်းဖေးရလင်းရဟို8နိုင်လောက်ထွက်မစင်တော့4နိုင်လောက်ဖုံးဆက်တဲ့ခါမှာဖုံးဆက်ရအကောကျွန်တော်ကူညီပါအောင်ဗျာဒုတိယအတွင်းကျွန်တော်လာချုပ်ပေးပါခင်ဗျာတပည့်လေးတော့ကျွန်တော်ဒီခုံလေးပို့ပြီးတော့ဒါပဲဒီသူတို့လာချုပ်တယ်ပို့ပြီးအဲ့ဒီကကျွန်တော်တော့လမ်းလျှောက်ရတယ်ဗျာတော့ဘွားမှာလीဘာမှအသိမရှိဘူးခင်ဗျာဘွားကျွန်တော်ကအဲ့လိုပဲကျွန်တော်ဘွားဒါလည်းကျွန်တော်လိုက်ပဲဗျာကျွန်တော်လိုက်ကတမျိုးဗျာနော်လားနော်ဟလားဘာပဲကျွန်တော်အဲ့လိုပဲအဲ့ဒါကြောင့်မလို့ဗျာအခုကျွန်တော်တို့မြန်မာပြည်ကလူတွေကလားအကြံဖန်နေများတယ်လောက်တာများတယ်ဆိုတာတော့လားခွင့်လို့ကြပါဗျာနော်လားခုကျွန်တော်ဘန်ကောက်ပါလားဟိုကျွန်တော်တို့လူမျိုးတွေရဲ့ဗီဇာတွေနော်ဟလားတိုရစ်ဗီဇာတနေ့ဗီဇာတွေကိုတော့ဘန်ကောက်ဘန်တို့ဘာလို့ဘန်နေရလဲပဲပဲနေတယ်ဗျသူတို့ဘန်အကောင့်တွေကိုပယ်ဖြတ်နေတယ်အဲ့လိုဗျမြန်မာလူမျိုးတွေကဘယ်တော့ဒုက္ခရောက်လဲဆိုတာအဲ့ဒါကိုဗျာတချို့တွေကဝမ်းသာလူရှိတယ်ဗျကိုလူချင်းချင်းဗျာကိုလူမျိုးတွေကတတိုင်းဒုက္ခရောက်နေတာဟုတ်လားငါလူမျိုးဒုက္ခရောက်ပါတယ်ဘလို့ကူညီဘာမှရှိဘူးဗျအဲ့လိုပဲဗျာတကယ်ဝမ်းနေစရာကောင်းတယ်ကျွန်တော်တို့တိုင်းပြည်သွားစီရနော်လားကျွန်တော်တို့ကိုယ်တိုင်ပဲလားအခုမှမဟုတ်ပါဘူးလုံခဲ့နှစ်ပေါင်း38နှစ်လောက်တည်းကနော်40နီးပါးတည်းကကျွန်တော်တို့က passport တွေနဲ့ပတ်သက်လို့နော်လားအင်မတန်ခက်ခဲပါတယ်အကြံဖန်တွေလို့ရပါတယ်ဟလာစင်ကာပူကနေပြီးတော့ထွက်တယ်ဗျာလားနော်ထွက်ဘတ်ကားနဲ့ကျွန်တော်ဝင်နေစင်ကာပူနော်တခါကိုကထွက်ရမလို့မလေးရှားသွားတယ်မလေးရှားကဂျိုဟုံးကနေတယ်ဟလာဘတ်ကားနဲ့ဝင်တယ်ကျွန်တော်ကိုချက်လုပ်တယ်နော်ဟလာအဲ့တော့ဘာလုပ်ရသီးလားကျွန်တော်ပြန်ဝင်ပြီးတော့အဲ့ရက်တုံးကိုဖြတ်တယ်ဗျာနော်ချက်ချင်းဖြတ်ပြီးတော့မှနော်လားတက်စီနဲ့ဝင်ရတယ်တက်စီသမားကျွန်တော်ကိုခင်ဗျားနေဟလာပတ်စံကြီးအများကြီးပြပေးတယ်ဗျနော်အဲ့တော့ကျွန်တော်ငွေရအဲ့လိုပဲမြန်မာတွေကဒီလိုဗျာရုံးကန်ရတယ်ဗျကျွန်တော်တို့ခစ်တယ်ရပါလွန်ခဲ့နှစ်ပေါင်း40လောက်တည်းကဒီရုံးကန်အဲ့တော့မြန်မာလူမျိုးတွေကအကြံဖန်လုပ်တယ်ဆိုတာလည်းပဲမလုံးလို့မရလုံးရတာပါဗျာနော်လားအားလုံးကိုခွင့်လို့ကြပါဒါပေမဲ့မြန်မာလူမျိုးတွေတော်တယ်ဗျနော်လားဖြစ်တဲ့ညီးတွေနဲ့လူငယ်တွေကကြိုးစားတယ်တချို့ကအမေရိကန် dream ကိုမသိတဲ့လူတွေပဲနော်လားပါဥရောပ dream ကိုမသိတဲ့လူတွေပဲဟိုဗာလဲမဟုတ်တဲ့ဟာလေးတွေနဲ့လားဟိုဦးနှောင်မရှိတဲ့လူတွေဒါမလုပ်တာအမေရိကန် dream သိတဲ့လူကတော့ခင်ဗျစူးစမ်းကြတာဘာကိုတယောက်တည်းစူးစမ်းအများကြီးဗျအမေရိကန်ဝင်လာတယောက်တည်းပဲနော်မိန်းကလေးလေးယောက်ျားလေးလေးအမေရိကန် dream ကိုနော်အားကြဘာဖြစ်အောင်မြင်သွားကြတာအားလုံးအောင်မြင်ကြတယ်ခင်ဗျတကယ်ပြောတာပါနော်လားပညာတတ်တစ်ဖြစ်သွားတယ်တက်လို့မှနေရတယ်လုပ်ငန်းတွေအောင်မြင်တယ်အကုန်လုံးကဒီလိုပဲရုန်းကန်ရတာနော်လားအဲ့လိုမသိတဲ့လူတွေလာပဲလားနော်လားဟိုအောက်ကြနောက်ကြနဲ့ကြိုင်ခဲ့တာဗျ dream တွေရှိရမယ်နော်လားအိမ်မက်တွေရှိရမယ်အိမ်မက်တွေအကောင်ဖွားမယ်ခုကျွန်တော်ဘန်ကောက်မှာနေတယ်ဗျာနော်ဟလားဟာကျွန်တော်ကိုခင်ဗျဘယ်လိုဆက်ဆံနေသီလားမိုးပေါ်ကကြာလာလူတယောက်အလားဗျာသူတို့ဆက်ဆံနေဗျာဘာပြောသီလားကျွန်တော် passport ဗျာဘန်ကောက်ဘက်မှာကျွန်တော် passport နဲ့ဟလားဟိုလောကဘန်ကောက်အကောင့်ဖွင့်ရတယ်ကျွန်တော်သွားတယ်သူတို့သိတယ်ကျွန်တော်ကဘာလဲနော်လားကောင်းမွန်ဆက်ဆံနေစာရီခတ်ပေါင်းများစွာနဲ့လားနော်အကူညီပေးတယ်အဲ့လိုပဲကျွန်တော်မြေထားစီးတယ်နော်လားမြေထားကောက်ဝယ်တဲ့ခါမှာ passport နဲ့ဝယ်ရတယ်မြေထားလည်းအမြဲသွားတိုင်းကျွန်တော်ပတ်စံသွင်းနေသူသိသွားပြီကျွန်တော်ကဘာလဲနော်လားနော်အဲ့တော့ကျွန်တော်စာရီခတ်ပဲဗျာခင်ဗျာတကယ်ကိုမိုးဝကြလာလူတယောက်လားခင်မင်းနော်လားရင်းနီးနဲ့နော်လားကူညီရတယ်ရိုင်းမင်းရတယ်ဟလာရထားမှာကျွန်တော်တယောက်ဖက်လို့ရင်လားသူတို့အဆောင်လေးတွေပါတယ်ဗျာမသိမသာနော်သူတို့ရထားမှာလာကူညီပေးတယ်အဲ့လိုမျိုးတွေတက်ကျွန်တော်ကွန်ဒိုမှာနေတယ်ဗျာဟာကွန်ဒိုဝင်နေနေရစပြီးတော့ဒီမှာ
အဆောင်ရစာခတ်ဆာဝါဒီခတ်ပေါင်းများတာနဲ့ကျွန်တော်အကူညီပေးကြတယ်ဗျအဲ့တော့ဗျမိုးဝါကြလာတဲ့လူတယောက်လားကျွန်တော်ကထိုင်းမှာနေနိုင်တယ်ဗျဘာကြောင့်လဲနော်ခင်ဗျားစဉ်းစားပါဟလားနိုင်ငံတစ်ခုရဲ့တော့ယက်တီမှုပဲဗျနိုင်ငံခေါင်းဆောင်ဟလားနိုင်ငံအုပ်ချုပ်တဲ့သူနိုင်ငံကိုကာကွယ်တဲ့သူအဲ့လူတွေကောင်းမှကျွန်တော်လူမျိုးတွေကကောင်းခင်ဗျားလွတ်အောင်စူးစမ်းပါတော့ဗျာခင်ဗျားတော့နှစ်ပေါင်းတကယ်နှစ်ပေါင်းများစွာတည်းကမြန်မာလူမျိုးတွေကဟလားနှိမ်ခမ်းနေရတယ်ဗျာအစားအသောက်တွေဟလားအကုန်လုံးဗျာခင်ဗျားတရုတ်ပြည်လာမကောင်းတဲ့စားဆိုင်စားရတယ်ထိုင်းရနေပြီးတော့မကောင်းတဲ့စားဆိုင်စားရတယ်နော်သူတို့ပြစ်ပယ်တဲ့ဟာတွေနော် second fast food မဟုတ်တော့အကောင်းစားဆိုင်မဟုတ်တော့မကောင်းတဲ့စားဆိုင်တွေကျွန်တော်လူမျိုးတွေကစားပြီးတော့ကျမ်းမာရေးပြက်အားလုံးကပေးကြပြူကြအသက်တွေလဲနော်လားနော်မစိုးတော့ပြကြတယ်ဗျလာအများကြီးပဲဗျာဒီဘိုးစီဘိုးဆိုတာကျွန်တော်ငယ်ငယ်မကြားဘူးနောက်ကျွန်တော်ငါးကြားရောက်မှာလားဒီဘိုးစီဘိုးဆိုကြားဘူးလားဗျာအဲ့လိုဗျာခင်ဗျားနော်ဗျာအဲ့တော့ကျွန်တော်နိုင်ငံပြူသားတွေဟာလားခင်ဗျားနဲ့သူတို့ရဲ့လွတ်အောင်စူးစမ်းကြပါတော့ဗျာဘာပြောသိလားသူတို့ရဲ့ကိုပြည်မကြည့်ဘူးဗျခင်ဗျားတို့ကျွန်တော်ပြောတာပြည်သူကြည့်လို့ရှိရင်ဗျာအုပ်စိုးသားမှာခင်ဗျားနဲ့ပြည်မဟုတ်ဗျာခင်ဗျားအင်ဒိုနီးရှားကြည့်ဗျာစစ်တပ်ကအုပ်ချုပ်ရဒါပေမဲ့စစ်တပ်ကပဲဒီနေ့တိုင်းပြည်ကောင်လုပ်ပြီးထိုင်းလိုက်တိုင်းပဲစစ်တပ်ကလို့တိုင်းပြည်ကောင်လုပ်ပြီးတယ်ဟာကျွန်တော်နိုင်ငံခြားလုံးမဟုတ်ဘူးဗျဘာလဲမသိဘူးဗျတကယ်ခင်ဗျားတော့အင်ပတန်အောက်တန်းကြတဲ့စိတ်တွေနဲ့အုပ်စိုးတာဗျခင်ဗျားနဲ့အင်ပတန်ကိုလာစိုးရင်ဇာကောင်းတဲ့တိုင်းပြည်ခုခင်ဗျားတော့ခင်ဗျားတို့တွေကကိုအေးဆေးနေရမယ်မထင်နဲ့နော်လားနော်တမ်မရီကပြိုကွဲသွားအင်ပတန်ကျွန်တော်ချစ်ခဲ့တမ်မရီကပြိုကွဲသွားပြီနော်ဘာလို့လက်စားလားအဲ့တဲ့ထဲအကုန်လုံးကစစ်ထဲမှာဝင်တိုက်နေတဲ့လူတွေဟာခင်ဗျားလက်စားကျင်လို့ဝင်လာလို့များတယ်ဗျတကယ်တိုက်ချင်လို့မရှိတော့ဘူးခါရဲဘော်တွေဆိုတာဗျာခင်ဗျားတကယ်အောက်ဟိုလမ်းဘေးကလူလောက်တော့မလားဟိုကမရှိဘူးဗျတမ်မတော်သားတွေဟာနော်သူတို့ရဲ့နေဝန်ထိုင်မှုစားဝိပုံတွေကတကယ်ကိုလမ်းကဒလောင်းစားလောက်တော့မပြောင်းဘူးဗျာအဲ့လိုဘွားရင်းနဲ့စစ်တိုက်နေရတာဘယ်လိုလုပ်ပြီးနိုင်မလဲဗျခမရနဲ့တော့လားသူသမတ်ထားတဲ့အရေတော့ကဘယ်လောက်လဲနော်တိုင်ရင်တင်းမှာအဲ့ဒါကိုတဝက်လောက်ပဲရှိတယ်ဗျာအားလုံးကအိတ်ထဲနလာကတည်းပြီးတော့ကဲဒီခုတော့စစ်ရှုံးပြီဗျာခဖះနိုင်မှာမဟုတ်တာချင်းသေးတယ်နော်နှစ်သာချားသွားမယ်သူတို့စောင့်ဟိုလောက်ခိုင်းနှစ်တဲနဲ့ကြာသွားမယ်နော်လားဒါမဲ့မရဘူးအဲ့တော့အားလုံးကရုံထွက်ကြပါတော့ဗျာကျွန်တော်တို့လားကျွန်တော်ပြည်သူတွေကရုံရပါနော်ဒီလောကကြီးကနေလွတ်စူးစမ်းကြပါထူတောက်မှာအားလုံးကျမ်းမာချမ်းသာကြပါစေဗျာနော်လားကျမ်းမာချမ်းသာပါပါစေကျွန်တော်ခုထိုင်းမှာနေရအင်ပလန်ပျော်ရကျမ်းမာရေးလည်းကောင်းတယ်နော်လားမိုးဝါကြလာတဲ့လူတယောက်အလားတော့ကျွန်တော်ဆက်ဆံရတယ်ဗျာနော်မနန်းကိုပါရတဲ့ဘဝဗျာစိတ်ချမ်းသာတယ်ဗျာနော်ကျွန်တော်တကယ်စိတ်ချမ်းသာပါတယ်မြန်မာပြည်သူတွေကျမ်းမာချမ်းသာကြပါစေဗျာအားလုံးစဝါဒီကနော်ကျမ်းမာချမ်းသာကြပါစေအားလုံးနော်အားလုံး